လက်ရှိအီရန်နိုင်ငံပြကြတော့မှာမွတ်စလင်နိုင်ငံတွေမပူးပေါင်းပါဘူး။ဘာကြောင့်လဲအီရန်နဲ့ငကိုယ်တည်းကမတည့်ဘူး။အဲ့တော့တချို့မွတ်စလင်နိုင်ငံတွေကအီရန်အစိုးရပြုတ်ကျသွားတာကိုလားသဘောကျတာ။တချို့တွေကကြတော့ပြုတ်ကျသွားတာကိုသဘောမတူဘူး။အဲ့တော့နိုင်ငံအနေနဲ့ကြည့်ရင်အစ္စရေးကတိုက်ခိုက်တာကိုရှုတ်ချတယ်။ဥပမာအခုအစ္စရေးကအီရန်ကိုစားတိုက်တယ်အနောက်နိုင်ငံများကဘယ်သူမှရှုတ်ချတာမရှိဘူး။ဒါပေမဲ့ရုရှားကယူကရိန်းကိုတိုက်တော့သူတို့ရှုတ်ချတယ်အနောက်နိုင်ငံများက double standard ဖြစ်နေတယ်။ဒါကမွတ်စလင်နိုင်ငံတွေကလည်းသူတို့မှလည်းအစွမ်းမရှိဘူး။ပါဇက်နဲ့ပဲပါလို့ရမှာ။မွတ်စလင်နိုင်ငံတွေကပါကျင်နေဆိုရင်အစ္စရေးဒုံးကျည်တွေကိုပြစ်ချနိုင်တဲ့အင်အားသူတို့မှရှိလား။အဲ့ဒီမွတ်စလင်နိုင်ငံတွေဖြစ်တဲ့ဆော်ဒီကာတာ UAE တို့ဆိုအမေရိကန်ဒီပညာတွေဝင်နေရတာ။အဲ့တော့အစ္စရေးကိုပြန်တိုက်မယ်အမေရိကန်လေယာဉ်တွေသုံးရင်အမေရိကန် K-switch နဲ့ပေးမသုံးဘူးလေ။အမေရိကန်ဒုံးကျည်တွေပေးမသုံးဘူးလေ။ဆိုတော့အမေရိကန်ဒုံးကျည်တွေကအမေရိကန်ခွင့်ပြုချက်မရပဲသုံးလို့မရဘူးလေ။အဲ့တော့မွတ်စလင်နိုင်ငံတွေကတရုတ်စီကလက်နက်ဝယ်ထားလားရုရှားစီကလက်နက်ဝယ်ထားလားရုရှားစီကဝယ်ထားတဲ့လက်နက်တွေနဲ့လည်းသူတို့အစ္စရေးကိုမပြည့်ရဘူးလေတော့သူတို့ဝယ်ထားတဲ့လက်နက်တွေကသူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေကိုဖိနှိပ်ဖို့အတွက်ပဲမင်းအောင်လှိုင်ကဲသို့ပဲသူတို့မှာရှိတဲ့လက်နက်တွေကသူတို့ပြည်သူတွေကိုဖိနှိပ်ဖို့အတွက်ပဲသူတို့အသုံးချနေတာအခုနေလန်းကလာစစ်ဖြစ်မယ်ဆိုရင်ဘယ်သူမှမပါရဘူးဘာလို့သူတို့မှလက်နက်မရှိဘူးအခုကမြေပြင်မှာတိုက်နေတဲ့လက်နက်မဟုတ်ဘူးကောင်းကင်ကနေပြစ်နေကြပြီဂျိုဒူးကနေပြစ်နေကြပြီအဲ့တော့အဲ့ဒီပြည့်တဲ့လက်နက်တွေအားလုံးဒီမွတ်စလင်နိုင်ငံတော်တော်များများဒီအမေရိကန်ကဝယ်ထားတာအမေရိကန်ကအစ္စရေးကိုပြန်တိုက်ဖို့အတွက်သူလက်နက်တွေကိုသုံးပြုခွင့်ပေးမှာမဟုတ်ဘူး။ထိုနည်းကောင်းပဲတရုတ်ရုရှားကလက်နက်တွေအားလုံးလေတချို့တွေကဝယ်ထားတယ်တချို့ကမဝယ်ထားဘူး။အဲ့တော့ဒီပြဿနာကိုပြဿနာကိုရှင်းရမယ်ကိစ္စပဲ။အစ္စရေးကမပိုင်ဘဲနဲ့အသံထွက်တယ်။ sorry အီရန်ကမပိုင်ဘဲနဲ့အသံထွက်တယ်။အဲ့တော့အသံကြောက်ဖားသေးပြီကွာ။အဲ့တော့အဲ့ဒါကိုအကြောင်းပြပြီးအစ္စရေးကရှင်းမယ်လို့ပြောတယ်ဘာလို့တော့အစ္စရေးနိုင်ငံကလက်ရှိမူလာတွေက sorry အီရန်နိုင်ငံကလက်ရှိမူလာတွေကအစ္စရေးနိုင်ငံကိုအတိမတ်မပြုပါဘူးအစ္စရေးနိုင်ငံကိုအပြီးရှင်းမယ်ဆိုတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကဘယ်စာအုပ်မှာပါတဲ့စကားတွေမှမသိပဲနဲ့ရှောက်ပြောနေတာဖြစ်တဲ့အတွက်လက်ရှိအနေအထားမှာအဲ့ဒါနဲ့ကိုအီရန်ကတပန်းရှုံးနေပြီတချို့ကကြတော့ brotherhood ဘာညာပေါ့တချို့ကကြတော့နိုင်ငံချင်းချင်းကိုချင်းစာလို့အီရန်အစ္စရေးကအီရန်ကိုဝင်တိုက်တာသဘောမတူဘူးလက်မခံဘူးလို့ပြောနေကြပြီမဲ့လေနင်လားငါလားအီရန်ဘက်ကဘယ်သူမှဝင်မပါရဲဘူးဘာလို့တော့လက်နဲ့မရှိဘူးဝင်ပါဇက်နဲ့ပါလို့ရတာမဟုတ်လက်နဲ့မရှိဘူးတရုတ်ကလည်းအီရန်ကနေပြီးတော့ဈေးပေါ်တဲ့ရေနံတွေရနေလို့တရုတ်ကပါတာဒါမဲ့လေတရုတ်ကလည်းအဲ့လိုပါဖို့အတွက်ဒီအီရန်ကိုအသုံးချတာပဲရှိတယ်အခုလို့အမေရိကန်ကိုရင်ဆိုင်ဖို့အစ္စရေးကိုရင်ဆိုင်ဖို့အတွက်